ဒီလုံးမှာပြပါတယ်။ဘာလို့တော့ခဲ့တဲ့နှစ်များစွာပဲเนาะအတူတူလောက်ပြီးတွဲပြီးတော့ခဲ့တယ်ကျွန်တော်ကိုဂျုံလို့เนาะအဲ့တော့ကိုကျွန်တော်ကိုရဲမို့ဒီလိုချက်ကိုဂျုံလို့ကိုပြေတာမယ်ဒီဟိုရဲ့အင်တာဗျူးတွေမှာခဏခဏပါနေတဲ့နာမည်ပိုင်ရှင်ပေါ့เนาะကိုဂျုံလို့ပါဒီကလည်းကျွန်တော်လူပဲတရားဝင်တိုင်းเนาะခင်းတရာပါပဲ14မိနစ်တောင်းเนาะအဲ့ကိုကြီးနဲ့သူကမင်္ဂလာတော်မှာကိုကြီးကနေထိုင်နေကိုကြီးစီလာလဲတာဒါလည်းနဲ့ညီကိုလေးပြောခဲ့တဲ့10နှစ်ဝန်းကျင်ကအတူကြိုးစားခဲ့တဲ့ဘဝအတွေ့အကြုံမတရားတွေခဏလေးပါ6နိုင်လောက်ရှိပါသေးတယ်ပြောနေတာတော့เนาะနောက်ရကြတော့ကျွန်တော်ရဲ့ကိုကြီးရဲမှုရှိကြောင်းနေတယ်ပြင်ပေးပါအောင်เนาะဒီကတော့အောက်စပူလေးကတော့ကိုကြီးဒေတာမင်းနဲ့တွေ့ပြီးပါပြီလို့เนาะဒါမျိုးတွေအားလုံးနဲ့ဖြစ်ပါတယ်ကိုကြီးကျုပ်ရဲ့ခံဒီအားလုံးနဲ့ဒီစနေကြကြပါချမ်းသာကြပါစေเนาะဒီကောင်းနေတာပို့တာပါတယ်ဒီကတော့ကျွန်တော်တို့ဒီကားတော့ဘိုးကြီးတွေတွေ့ရတော့တွေ့ရတယ်ဦးရဲမှုတို့ဦးလေးစားတို့ဘဘကြီး project တွေတွေ့ရပါတယ်။ဒါပြီးတဲ့အသက်အကျွေးเนาะကြီးမားတဲ့သူပုံကိုယ်တွေကိုသူကတရားလေးပြီးတော့တတိယရှိကြောင်းဒီကိစ္စဗီဒီယိုဖိုင်လေးနဲ့တင်ပြလိုက်ပါเนาะအားလုံးချစ်ပါတယ်